ဝုန်းဆိုပြီးရေပြင်ကြီးကိုခွဲထွက်လာတာကတော့ဝေလာငါလူတက်ကောင်ကြီးပါပဲကောင်မလေးကလည်းအံ့ဩသွားပြီးပခုံးပေါ်ကဖြန်ပေါက်စလေးကိုနှစ်တငယ်ချင်းဝါတုတ်ကြီးကဘာတွေလုပ်နေတာလဲလို့မေးလိုက်တယ်ဖြန်လေးကလည်းအော်သူကသူ့ညီလေးလမ်းမပြောက်အောင်လမ်းပြပေးနေတာမဟုတ်ရင်သူ့ညီကပစုံခွန်တွေစားခြင်းလို့ငါးဖမ်းလေနောက်လိုက်သွားလိမ့်မယ်လေတဲ့အဲ့ဒီနောက်ဖြန်လေးကကောင်မလေးကိုခြေနှချောင်းကောင်လာခဲ့ငါမိုက်တာတစ်ခုပြမယ်ဆိုပြီးခေါ်သွားတယ်ရောက်လဲရောက်ရောတစ်တာလေးတစ်လုံးကိုဖွင့်ပြလိုက်တယ်တန်ငါတော်တယ်မလားတဲ့ကောင်မလေးမျက်လုံးကျွတ်မတက်အံ့ဩသွားတယ်တစ်တာထဲမှာအကောင်ကြီးပြီးလက်ဆက်နေတဲ့ပင်လယ်ဖြူကောင်တွေအပြည့်ပဲလေဖြန်လေးကဒါတွေကကြောက်ဆောင်အောက်ကနေသွားဖမ်းလာတာစားကြည့်ဦးကုံရင်ထပ်ဖမ်းပေးမယ်ဆိုပြီးခုံစားနေတယ်ကောင်မလေးကတော့ပျော်လုံးလို့အယူတစ်ပိုင်းဖြစ်နေပြီးဟဲဒီလိုအဆင့်တန်းရှိတဲ့ပင်လယ်ဖြူကောင်တွေကဈေးထဲမှာဆိုတကောင်ကိုအနည်းဆုံး40-60လောက်ရတယ်လက်ဆက်တုံးအမြန်သွားရောက်မှဆိုပြီးလှေပေါ်ပြေးတက်တော့တာပဲဟိုဖြန်ပေါက်စားကလည်းငါလဲလိုက်မယ်ဆိုပြီးလှမ်းអော်တယ်ကောင်မလေးကနင်ကရှားပါတရိတ်ဆန်လေးလူမြင်ရင်ပြဿနာတက်လိမ့်မယ်အိမ်မှာပဲလင်းပိုင်တွေကိုစောင့်နေပြဿနာမရှာနဲ့ဆိုပြီးဈေးဘက်ကိုတန်းပေါင်းသွားတော့တယ်ဈေးလဲရောက်ရောလူတွေအုံလာတယ်ပင်လယ်စာပွဲစားအဖိုးကြီးတယောက်ကပင်လယ်ဖြူကောင်ကိုကန်ကြည့်ပြီးအံ့ဩသွားတယ်ဟိုက်လေးလိုက်တာငါဒီအလုပ်လုပ်လာတာအနှစ်20ရှိပြီဒီလိုပစ္စည်းကောင်းမျိုးက3လပိုင်း4လပိုင်းလေလံပွဲတွေမှာပဲတွေ့ရတာမင်းဘယ်ကနေသွားဖမ်းလာတာလဲဆိုပြီးမေးပါလေရောကောင်မလေးကလည်းမာနာလေးနဲ့အလေးချိန်တစ်ဝက်ကိုတရားဈေးစစ်လို့မရဘူးလို့ပြက်ပြက်တတပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲဒေါ်ကြီးတယောက်ကငါအကုန်ယူမယ်ဆိုပြီးဝင်អော်တော့တာပဲအဖိုးကြီးကလည်းမကျေနပ်ဘူးလေဘာလို့နင်ကြီးပဲယူရမှာလဲငါ့ကိုတစ်ဆက်ကောင်ခွဲပေးဆိုပြီးရန်တွေဖြစ်ကုန်ကြရောအတော်ကြီးကတော့အရင်လာတဲ့သူအရင်ရမှာပေါ့ဆိုပြီးပစ္စည်းတွေကိုလူဝယ်သွားတယ်ပြီးတော့ကောင်မလေးကိုနောက်တစ်ခါရရင်လဲငါစီပဲတိုက်ရိုက်လာခဲ့ဆိုပြီးပြုံးပြပြီးနဲ့ထွက်သွားလေရဲ့နောက်ဆိုပစ္စည်းရရင်ငါစီကိုသာတိုက်ရိုက်လာခဲ့လို့အတော်ကြီးကပြောသွားတော့ကောင်မလေးခမညာပတ်စံထက်ကြီးကင်ပြီးပြုံးပြနေတော့တာပေါ့ဟေးနောက်ဆုံးတော့ခောက်ဆွဲချောက်စားစရာမလိုတော့ဘူးဟေးဆိုပြီးပြောနေတာလေအဲ့ဒါနဲ့ချက်ချင်းပဲငါးပေါက်စလေးတွေဝယ်ပြီးသူ့ကန်ထဲကိုသွားထည့်လိုက်တယ်အဲ့ဒီအချိန်မှာပဲဝေလာငါးကြီးကရေပေါ်ဝုန်းကနေထွက်လာပြီးခြေနှချောင်းကောင်နဲ့ရေထဲကိုငါးပေါက်စလေးတွေအများကြီးထည့်လိုက်တာလားဆိုပြီးမေးတယ်ကောင်မလေးကလည်းအဲ့ဒါငါမွေးမဲ့ငါးလေးတွေဟဲ့နင်းတကောင်လေးပဲစားကြည့်နင်းကိုနောက်ဘယ်တော့မှအဖက်မလုပ်တော့ဘူးလို့ချိန်ချောက်လိုက်တယ်ဝေလာငါးကြီးကငါကအဲ့လိုအကောင်တေးသေးလေးတွေမစားပါဘူးတွားကြတော့မညက်ဘူးဆိုပြီးနှာခေါင်းရှုံသွားလေရဲ့ကောင်မလေးလည်းကြောင်သွားတယ်ခုနကမှထည့်လိုက်တဲ့ငါးပေါက်စလေးတွေကဘယ်လိုလုပ်ချက်ချင်းကြီးလာတာလဲပေါ့အဲ့ဒီတော့မှစနစ်ကြီးကပေါ်လာတယ်ကန်ရီကအဆင့်မြင့်သွားလို့တာမန်ငါးတွေကမျိုးဗီဇပြောင်းသွားပြီးပိုရတာရှိပြီးကြီးထွားနှုံအယမ်းမြန်သွားတာတဲ့ကောင်မလေးလည်းမယုံတဝက်နဲ့ငါးတကောင်ကိုခက်မြန်ချက်စားကြည့်လိုက်တယ်ပါဇက်ထဲလိုက်တာနဲ့အချိုတက်လေးကစိတ်ထွက်လာပြီးအရသာကရှယ်ပဲဗျာဖြန်ပေါက်စလေးကလည်းဝင်စားပြီးဟဲနင့်ငါကအရင်ကထက်ပိုစားလို့ကောင်းလာတယ်တဲ့ကောင်မလေးကငါချက်တာကောင်းသွားတာမဟုတ်ဘူးငါတွေကဈေးပိုကြီးတဲ့ငါတွေဖြစ်သွားတာလို့ရှင်းပြတယ်ဖြန်လေးကတော့ဝမ်းတာအားရနဲ့ဒါဆိုနင်းတထေးဖြစ်ပြီးပေါ့ငါကိုခရုကောင်တွေအများကြီးဝယ်ကျွေးတော့နော်ဆိုပြီးအခွင့်အရေးယူတော့တာပဲဒီလိုနဲ့အေးဆေးဖြစ်သွားပြီးထင်နေလုံးရုတ်တရက်လင်းပိုင်တွေရောဝေလာငါးကြီးရောကမျက်လုံးတွေပြူလာပြီးတခုခုကိုတတိထားမိသွားတဲ့ပုံပေါက်လာတယ်ကန်ရီပြင်ကလည်းမူမမှန်တော့ဘူးဖြန်လေးဆိုကင်ထားတဲ့ရေတန့်ဘူးတောင်ပြုတ်ကျသွားပြီးနောက်ဆုံးတော့ရောက်လာပြီပဲဆိုပြီးရေရွတ်လိုက်တယ်